မိုဘာလကျန်ရဲ့တသက်တာအလှဆုံးဟီးရိုးအဖြစ်ရွေးချယ်ခံလိုက်ရတဲ့ကျူးရှင်အပေါ်မကျေနပ်မှုများမင်္ဂလာပါ1shot7 Gaming ပရိသတ်ကြီးဒီနေ့မှာတော့ဘာမှတော့တိတ်ပြီးအရေးမပါပေမဲ့ညင်းလို့ခုံလို့ကောင်းမဲ့ကိစ္စလေးတစ်ခုကိုတင်ဆက်ပေးကြပါမယ်ဒီအကြောင်းအရာကပရိသတ်တွေလည်းသဘောကျခြင်းမှကြမှာပါကျွန်တော်ကတော့ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့မိုဘာလကျန်ရဲ့အချောဆုံးသူတွေအကြောင်းကိုပြောရမှာမဟုတ်လို့ပါနေ့စဉ်နေ့တိုင်းလိုမှာနေ့တစ်နေ့အကူအပြောင်းမွန်တွန်းနေနဲ့ထူးထူးခြားခြားအစီအစဉ်လေးတွေလုပ်ပေးလေးရှိပါတယ်ဒီနေ့အတွက်လှုပ်ပေးထားတာကတော့ဟီးရိုးတွေကဘသူကအချောဆုံးလဲဆိုတာလှုပ်ပေးထားတာပါဒီနေရာမှာဟီးရိုးအထီးတွေတော့မပါသေးပါဘူးဟီးရိုးအမားတွေကလှုပ်ပေးထားပါတယ်အဲ့တော့ဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူကဘသူလဲဆိုတာအရင်ပြောပါမယ်ခေါင်းစဉ်မှာကြားခဲ့ရတဲ့အတိုင်းပဲကျူးရှင်မှာကျူးရှင်နေနဲ့ထွက်တာတိတ်ပြီးတော့မကြသေးဘူးဆိုပေမဲ့သူ့ရှိမှရှိနေတဲ့ဂဲဟီးရိုးတွေအားလုံးကိုကြော်ပြီးတော့သူကအချောဆုံးဆိုတဲ့ဆုကိုရသွားပါတယ်သူနဲ့ဒုတိယနေရာမှာရှင်ပြီးတော့လူရတာဘသူလဲဆိုရင်ကာဂူရာပါကာဂူရာနဲ့ကျူးရှင်နဲ့နှစ်ယောက်ရှင်ပြီးတော့ voting ရွေးကြတဲ့အခါမှာကျူးရှင်က score 9.5 နဲ့ကာဂူရာက score 9.2 နဲ့ကျူးရှင်နိုင်ရရှိသွားပါတယ်ဆိုတဲ့အတွက်လက်ရှိမှာမိုဘာလဂျန်ရဲ့အချောဆုံးအလှဆုံးချစ်စရာအကောင်းဆုံးလို့ပြောရင်ကျွန်တော်တို့ကကျူးရှင်ကိုပြောရပါလိမ့်မယ်ဒီလိုမျိုးဒီအကြောင်းအရာမွန်တွန်းဘက်ကထုတ်ပြန်လိုက်တဲ့အခါမှာသဘောမတူတဲ့သူတွေအုံလိုက်ကျင်းလိုက်ကြီးရောက်ချလာပါတယ်တကယ်လဲသဘောမတူခြင်းစရာပါကျူးရှင်ကမချောဘူးတော့မဟုတ်ပါဘူးချစ်စရာလေးပါသူဘာသာသူ့အနေထားနဲ့သူကြည့်လို့ okay ပါတယ်ဒါပေမဲ့ကာဂူရာလိုမျိုးရိုးရိုးရှင်းရှင်းတောင်းတောင်းဖြောင်းဖြောင်းလှလှပပကကြတော့ဘာလို့များတင်မရတာလဲနောက်ထပ်ပြီးတော့မေးစရာတွေအများကြီးရှိလာမှာပါသူကောက်ကြောင်းနဲ့သူအလှအပနဲ့သူမော်ရီတယောက်လိုမျိုးတတ်မှတ်ရမယ်ဆိုရင်မိုဘာလဂျန်ဂဲဟီးရိုးတွေထဲမှာတော်တော်များများရွေးစရာရှိပါတယ်မီယာဆိုရင်လည်းတော်တော်လေးကြည့်လို့ကောင်းပါတယ်သူ့ရဲ့စကင်နေဆိုရင်ပူတော်မှမိုက်သေးတာပါနောက်ပြီးကျွန်တော်တို့ Randy မှာခဏတွေ့ရတဲ့လောင်ကြီးဆိုရင်လည်းအတော်လေးကြည့်ကောင်းပါတယ်သပင်ခရမ်းပြရောင်လေးနဲ့သူ့ရဲ့မျက်နှာကိုတချမ်းပဲဖော်ထားတဲ့ပုံစံလေးကလေးပဲတကယ်ကိုဆွဲဆောင်မှုရှိပါတယ်မိမပီပီသားသားကိုမှသူလဲသူဘာသာသူတော့လှနေပြီးသားပါကျူးရှင်နဲ့စာလို့ရှိရင်အဲ့လိုမျိုးတောင်းတောင်းဖြောင်းဖြောင်းလေးကပို့ပြီးတော့မိုက်တယ်လို့ခံစားမိပါတယ်နောက်ပြီးတော့အရစ်သေးလိုမျိုးဆက်စီကြမျက်နှာမျိုးကိုရွေးချင်နေဆိုရင်လည်းရွေးကောင်းရွေးလို့ရပါသေးတယ်ကြည့်ရတာကြောက်စရာကောင်းတဲ့ပုံစံဆိုပေမဲ့ကြောက်စရာအလောက်ကြီးလည်းကောင်းမနေပြန်ပါဘူးထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ Lunox လေးကြံပါသေးတယ် Lunox ဆိုရင်လည်းတော်တော်လေးကြည့်ကောင်းပါတယ်ဟိုးရှီတုံးကစာပြီးတော့ထွက်ခဲ့တဲ့ဟီးရိုးတွေထဲမှာ Lunox ကြီးကအချောဆုံးလို့တော့မှပြောလို့ရပါတယ်နောက်ပိုင်းကျမှဟီးရိုးအသစ်တွေထွက်လာတော့မှတယောက်ပြီးတယောက်နေရာယူကုန်ကြတာပါနောက်ထပ်ပြောစရာ Order တို့ဘာလို့လဲကြံပါသေးတယ်ဒီနေရာမှာမိခင်ကြီးတို့ Esmeralda တို့ပြီးတော့ရင် Karina တို့သူတို့တွေကိုတော့အရင်ကြီးထည့်ပြောလို့မရပါဘူးသူတို့ကဒီစီးနေကိုဝင်နိုင်လောက်အောင်ထိဝင်တိုးဖို့ပြည့်မနေဘူးလို့လည်းပြောချင်ပြောလို့ရပါတယ်ဗလိန်းတာတော့မဟုတ်ပါဘူးတကယ်လဲဒီ list ထဲကိုဝင်ပြီးတော့ပြိုင်မယ်ဆိုရင်လောင်အင်လိုယုံမျိုး Lunox လိုယုံမျိုးကာဂူရာလိုယုံမျိုးတော့ရှိမှဖြစ်ပါမယ်ဒါဆိုရင် main ကလေးတွေအကြိုက် hero ဖြစ်တဲ့ Angela ရောအဲ့ဒီစီးနေမှာပါခဲ့သေးလားဆိုရင်ပါခဲ့သေးပါတယ်သူကဟိုးစောစီစပြီးတော့ရှင်ပြိုင်မှုလုပ်ခရဲကပဲပြုတ်ကျကြံခဲ့တယ်လို့ဆိုရမှာပါအသစ်ထွက်ထားတဲ့ဦးကြီးထျံလည်းပဲအစာရုံကဒီစီးနေမှာတိရမယ်ဆိုပြီးတော့အားလုံးထင်နေခဲ့ကြပါသေးတယ်ဒါပေမဲ့လည်းတရုတ် hero စစ်ဖြစ်နေတဲ့အတွက် voting ရွေးတဲ့သူတွေကနည်းနည်းလေးရှောင်ပြီးတော့ရွေးသွားတယ်လို့လည်းပြောချင်ပြောနိုင်ပါတယ်ဘလောက်ပဲမကြိုက်ပါဘူးပြောမချောပါဘူးပြောလောလောဆယ်မှာမိုဘာလဂျန်ရဲ့အလှဆုံးနံပါတ်1အလှပိုင်ရှင်လေးကတော့ကျူးရှင်ကရရှိသွားပါတယ်ဒါဆိုရင်ယောက်ျားလေးဟီးရိုးထဲမှာရောဘေကောင်ကအထားကြပြီးတော့ခတ်ချောခမ်းမိုက်ကောင်လေးဖြစ်နေလေလို့မေးရင်တော့တကယ်ရွေးကြတဲ့အခါမှာတေချာပေါက်လင်းလိုကောင်မျိုးကရမှာပါတခြားကောင်တွေမရနိုင်ဘူးလားဆိုရင်လင်းနဲ့အတူတူပြိုင်ပြီးအရွေးခံရမယ့်ကောင်တွေကအလူကတ်တို့ဖရက်ဒရင်တို့လိုကောင်မျိုးတွေဖြစ်ပါတယ်ဟီးရိုးသစ်တွေကဆူယိုလိုကောင်မျိုးတွေလည်းထည့်လို့ရတယ်လို့ဆိုရာလိုကောင်မျိုးတွေကိုလည်းထည့်တွက်ချင်တွက်လို့ရပါတယ်ဒါပေမဲ့လင်းကိုတော့မှီမယ်မထင်ပါဘူးကျန်တဲ့ဟီးရိုးထီတွေကတွက်ကြည့်လိုက်ရင်ပိုကီမွန်လိုကဘာဦးစားကတတ်တဝါလိုကျွဲလိုနွားလိုကောင်းနေဆိုတဲ့ခါကျတော့ဒီ list ထဲမှာပါဖို့မပြောပါနဲ့ကတ်တောင်ကတ်နိုင်မှာမဟုတ်ပါဘူးကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပရိသတ်တွေရောကိုရွေးထားတဲ့မိုဘာလဂျန်ရဲ့အချောဆုံးဆိုတဲ့ဂဲဟီးရိုးနဲ့ဘွားဟီးရိုးတွေရှိကြရဲ့လားရှိရင်လည်းပြောပြပေးခဲ့ပါဦးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပရိသတ်တွေအားလုံးနေ့တစ်မှာပျော်ရွှင်ကျန်းမာစွာနဲ့ကျန်းမာချမ်းသာဝမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်